ကျမတို့၃ယောက်အခန်းထဲဝင်လာတော့ဘာနဲ့ကြီးလဲမသိဘူးဆိုပြီးပြောနေရင်နာချီမိလိုက်တယ်ပြီးတော့ဒါကဘိုးသက်ဆေးလိုအနက်မျိုးပဲငါတို့အဆောင်ကပဲချိန်တုန်းကဒီလောက်တန်ရှင်းသွားတာလဲလို့ပြောလိုက်တယ်ပူပူကလည်းငါရဲ့စစ်ပြာကြီးတွေလည်းဘသူသုံးလိုက်တာလဲတဲ့ချမ်းချမ်းကလည်းငါမနေ့ကမှဝယ်လာတဲ့သွားတိုက်စီကလည်းတဝက်တောင်ကုန်သွားပြီရဲ့လေကျမလည်းငါမဟုတ်ဘူးနော်ငါအိယာပေါ်မှာထားခဲ့တဲ့ငါအုတ်ထုတ်လည်းမတွေ့တော့ဘူးပူပူကဒီအဆောင်မှာငါတို့၃ယောက်ထဲနေကြတာလေဘသူလောက်တာလဲတဲ့ချမ်းချမ်းကငါတို့အဆောင်အယုံယုံကလည်းတလားတောင်ခွင့်ယူထားတာတယောက်ယောက်ကများဒီမှာခူးနေရလားမသိဘူးနော်တဲ့ကျမလည်းမပြောပါနဲ့တော့ဟာငါကြောက်တယ်လို့ပြောလိုက်တယ်ချမ်းချမ်းကလည်းနောက်ဆိုငါတို့အပြင်သွားရင်တော့ခတ်ပြီးမှသွားကြရအောင်နဲ့ကျမလည်းငါမနေ့ကဝယ်ထားတဲ့နှပြောသီးကလည်းမတွေ့ပြန်တော့ဘူးငါပဲစားလိုက်တာများလားလို့ပြောလိုက်တယ်ပူပူကပြောမနေပါနဲ့တော့ဟာသမင်းမြန်သွားစားရအောင်အခန်းလာစစ်တဲ့သူတွေခိုးစားသွားတာနေမှာပေါ့သွားကြရအောင်အရန်တော့ထူးဆန်းတယ်လို့ပြောပြီးကျမတို့သမင်းသွားစားကြတယ်အဲ့ဒီအချိန်အခန်းထဲမှာတော့သူညငါကိုမိခိုတက်တဲ့ဂျန်ဂျန်ဆိုတဲ့စီနီယာအမကကတင်အောက်ကနေထွက်လာတော့ပေါ့သူကကြောင့်နှက်ပြောသေးကိုစားရင်နဲ့ကျမတို့တန်းရဲ့အချိန်စရာကိုလိုက်ကြည့်ပြီးညနေကျသူတို့ကအတန်းချိန်3ချိန်တောင်ရှိတယ်ငါခဏအိတ်လိုက်လို့ရသေးတယ်6နာရီမထိုးခင်ပုံနေလိုက်မယ်တဲ့ညရောက်တော့ဂျန်ဂျန်ကငါကတင်ပေါ်မှာအိတ်လို့ရလောက်တယ်မနေ့ရောက်မှသူတို့မထခင်ဝင်ပုံနေလိုက်မယ်ဆိုပြီးထလာတယ်အဲ့အချိန်ကျမကအင်တာသွားတက်မလို့ထလာတာပေါ့ကျမအိတ်ချင်မှုတူးနဲ့ချမ်းချမ်းလို့ထင်ပြီးနင်လဲအင်တာသွားတက်မလို့လားလို့မေးလိုက်တယ်အပြင်ရောက်မှမဟုတ်သေးပါဘူးချမ်းချမ်းကအရက်အဲ့လောက်မရှိပါဘူးအဲ့ဒီလူကဘသူလဲဆိုပြီးအခန်းထဲဝင်ပြီးမီးဖွင့်လိုက်တယ်ပူပူကမာရီရဲနင်ပါလို့ညနေတကောင်ကြီးမီးဖွင့်ရတာလဲတဲ့ကျမလဲချမ်းချမ်းရည်နဲ့စောနာကအင်အားထလာသေးတာလို့မေးလိုက်တော့မထပါဘူးနေအိမ်မက်မက်နေတာမလားတဲ့ကျမလဲငါမြင်မားတာနေမှာပါတောင်းပန်ပါတယ်ဆိုပြီးမီးပိတ်ပြီးအိယာထဲဝင်လိုက်တယ်အိယာအောက်ဂျန်ဂျန်ရှိနေမှန်းကြမသိပါဘူးနောက်တနေ့ရောက်တော့ဂျန်ဂျန်ကသူတို့ဒီနေ့လဲအတန်းချိန်တွေကပြည့်နေတာပဲငါလွတ်လွတ်လပ်လပ်နေလို့ရပြီငါမာရီရဲ့တက်ပလက်ယူပြီးဇလန်တွဲလေးကြည့်လိုက်အောင်မယ်မုံလေးထုတ်လောက်ယူစားမယ်ချမ်းချမ်းရဲ့ကလပ်ကလေးကလည်းချစ်စရာလေးပဲဆိုပြီးနေရင်နဲ့ငါမှ2နာရီတောင်ကျန်သေးတယ်ညနာသွားတက်မယ်မာရီရဲ့ခွက်ရဲ့ပူပူရဲ့တပတ်ရဲ့ချမ်းချမ်းရဲ့သွားတိုက်စေးရဲ့ဆိုပြီးအခန်းပြင်ထွက်လာတယ်ကျမတို့နဲ့တက်တက်တိုးသွားတာပေါ့ကျမတို့ကဆီယာမကနေမကောင်းဖြစ်ပြီးအတန်းချိန်မရှိတော့လို့ပြန်လာကြတာပါဂျန်ဂျန်ကတော့သူတို့ဘာလို့အစောကြီးပြန်လာရတာလဲဆိုပြီးအလန့်တကြားပြေးလာတယ်ချမ်းချမ်းကသူ့ရဲ့ကလစ်လေးကငါဟာနဲ့တပုံစံလေးတူလိုက်တာဟဲ့ဆိုပြီးကျမတို့အခန်းထဲရောက်တော့ကျမနာချီမိပြန်နဲ့အခန်းကဘာလို့ညစ်ပတ်နေရတာလဲလို့ပြောလိုက်တယ်ချမ်းချမ်းကလည်းမာရီရီနီရဲ့တက်ပလက်ကဘာလို့ပွင့်နေတာလဲတဲ့ပူပူကလည်းငါရဲ့မုံတွေကိုဘယ်သူစားလိုက်တာလဲတဲ့လေချမ်းချမ်းကဟိုကလစ်လေးကငါဟာဖြစ်နေတဲ့ကျမလဲကြည့်ရတာငါတို့အဆောင်ထဲမှာခိုးဝင်ပြဒီနေတဲ့သူရှိနေပြီထင်တယ်လို့ပြောလိုက်တယ်နောက်တနေ့ရောက်တော့ကျမကငါတို့ပိတ်ရက်မှာရှော့ပင်ထွက်ကြမယ်ငါတို့ညနေကြမှာပြန်လာရအောင်လို့ပြောလိုက်တော့ချမ်းချမ်းကအဆောင်ကဒီလောက်ရှုပ်ပွားနေတာငါတို့တန်ရှင်းရေးဘယ်လိုလုပ်ကြမလဲတဲ့ပူပူကလည်းငါရဲ့မုံတွေလည်းတခြားတခိုးစာတော့မှပေါ်တဲ့ကျမလည်းဘာမှမဖြစ်ပါဘူးဟာပြန်လာမှဆက်ပြောကြတာပေါ့ဆိုပြီးကျမတို့အပြင်ထွက်သွားကြတာပေါ့အဲ့ဒီနောက်ငန်းချမ်းထွက်လာပြီးအဆောင်ကိုတန်ရှင်းရေးတွေလုပ်ပေးတယ်စောင်းတွေခောက်ပေးတယ်စာအုပ်တွေစီပေးတယ်မုံတွေဝဲပြီးလဲပြန်ချစ်ပေးတာပေါ့ငါဒီလိုလှုပ်ထားရင်ငါ့ကိုသူတို့တန်တရားမဖြစ်တော့ပါဘူးဆိုတဲ့အတွေးနဲ့ပေါ့ဒီအချိန်ကျမတို့ရောက်လာပြီးစီနီယာအမဂျန်ဂျန်တိတ်တိတ်လေးခိုးနေတဲ့အမရေလို့ခေါ်လိုက်တယ်ချမ်းချမ်းကလည်းနေငါတို့အခန်းမှာခိုးပြီးနေလို့မရတော့ဘူးလို့ပြောလိုက်တော့ဂျန်ဂျန်ကငါကအခုမှပွဲရတာပါဟာကျောင်းမှာလည်းနေလို့မရတော့ဘူးအပြင်မှာအိမ်ခန်းခတွေကလည်းဈေးကြီးတယ်ညီမလေးတို့ငါ့ကိုသဘောထားကြည့်ပြီးခွင့်လို့ပေးနိုင်မလားတဲ့ကျမလည်းငါတို့အခန်းကိုတန်ရှင်းရေးလုပ်ပေးပြီးအခန်းထဲမှာခိုးနေတာကငါတို့ကိုလိန်လို့မရတဲ့အကြောင်းပြချက်ပဲလို့ပြောလိုက်တယ်ချမ်းချမ်းကလည်းနေ့စဉ်ဘဝကိုဘလော့ရိုက်ပြီးတထေးသမီးပုံစံလုပ်နေတဲ့အကောင့်ထဲကလူကနေမှန်းငါတို့တည်တယ်လို့ပြောလိုက်တော့သူကနေတို့ငါကိုဆွတ်ဆွတ်အဲနေတာတကယ်ငါမဟုတ်ပါဘူးငါကခိုးပြီးနေုံပါပဲတဲ့ကျမတို့လည်းအဆောင်အုပ်ကိုရှင်းပြဆိုပြီးခေါ်သွားတယ်ကျမလည်းအတင်ကိုအလောတကြီးထွက်သွားပြီးတောရီနေနောက်ခါအဆောင်မှာခိုးနေဂီယူဆိုင်တော့ဒါကအတန်းအချိန်စရာအစ်စ်လို့ပေးလိုက်တယ်တောကစိတ်ချပါဟာငါနဲ့ကိုဒုက္ခမပေးပါဘူးတဲ့တကယ်တော့တောကသာနေ့စဉ်ဘဝကိုဘလော့ရိုက်ပြီးတထေးသမီးပုံစံလုပ်နေတဲ့ကျမရဲ့တငယ်ချင်းလေးပေါ့ကျမကသူ့ကိုကူညီပေးနေတာလေ